င်္ဂလာပါဗျာကျွန်တော်ကြားပေါက်တင်ဆက်တဲ့ 92.0 Mama Podcast ရဲ့ Fuck School but not my friends episode ရဲ့ဒါနောက်ဆုံး episode ပေါ့နော်ဟိုတင်ဆက်ဖို့အချိန်ရောက်လာပါပြီစိတ်မကောင်းစွာနဲ့ပဲဒါကျွန်တော်ချင်းမိုင်မှာတုန်းကလောက်လာတဲ့ podcast ပေါ့နော်ဒီတော့ကြားထဲမှာရက်သွားတာနဲ့ပါနဲ့အခုအဲ့ဒါကြီးကအခုဒီ episode မှာဒါနောက်ဆုံးပေါ့နော်ကျွန်တော်ဒါနောက်ဆုံး episode အနေနဲ့ကျွန်တော်ဆက်သိမ်းပါတော့မယ်ဒီနေ့ဆိုတော့ကျွန်တော်အမှန်ဆို podcast တွေကျွန်တော်တွင်းရင် Monday သို့မဟုတ် Tuesday အဲ့လိုတွင်းတာအခုဒီတစ်ပတ်ကအခုကျွန်တော်ဒီ podcast ကိုတွင်းနေတဲ့အချိန်မှာဒီနေ့ Friday ကိုမှခဏလေးနားကြည့်လိုက်အောင်မယ်ပြင်သစ်အချိန်9:19ဘာလို့ဖြစ်သွားရလဲဆိုတော့တစ်ချက်လေးရှင်းပြမယ်ကျွန်တော်နည်းနည်းနောက်ကျသွားတယ်ဘာလို့လဲဆိုတော့ကျွန်တော်ပြင်သစ်တွေနဲ့ပေါင်းပြီးတော့ပြင်သစ်2ယောက်နဲ့ပြင်သစ် music producer 2ယောက်နဲ့ကျွန်တော်နဲ့ပေါင်းပြီးတော့ဒီမှာ band တစ် band လုပ်နေ Hidden Cut ဆိုပြီးတော့အဲ့ band ကိုကျွန်တော်တို့ဒီ January လောက်မှာပေါ့နော်အခုဒီနှစ်ရဲ့ January လောက်မှာစပြီးတော့ဟို seriously အတန်စတွင်တယ်ကျွန်တော်တချင်းတွေစရေးကြတာပေါ့နော်အခု2လလောက်အတွင်းမှာကျွန်တော်တို့10ပုတ်9ပုတ်လောက်လုပ်ဖြစ်သွားပြီးကြားထဲမှာအဲ့လို music festival တွေဘာတွေလဲကျွန်တော်တို့ demo တွေပါပို့တယ်ကျွန်တော်တို့လုပ်ထားတဲ့တချင်းတွေကိုပေါ့နော်ဘာမှမျှော်လင့်မထားဘူးပို့တယ်ဒါပေမဲ့ပြီးခဲ့တဲ့တစ်ပတ်က festival တကူကကျွန်တော်တို့ပြန်ဆက်သွယ်လာပြီးတော့ရုပ်တည်ကြီးနဲ့မင်းတို့တုံးနဲ့စင်မမတုံးမဲ့ပစ္စည်းတွေပါတယ်ငါတို့ဒီ writer list လာဒီစာရွက်နဲ့ကျွန်တော်တို့ပေးရတယ်လေစာရွက်နဲ့မဟုတ်ပါဘူးဒီ documents တွေပေါ့နော်အဲ့ဒါပေးပါဆိုပြီးတော့တောင်းလာတော့ကျွန်တော်တို့မှာမရှိဘူးဘယ်လိုလုပ်ရှိပါလဲအခုမှစပြီးတော့တချင်းတီးရုံ demo တီးရုံအစင်မဲ့ဆိုတော့အဲ့နဲ့ကျွန်တော်နဲ့အဲ့ဟိုနှကောင်နဲ့အဲ့ဟို message တွေအပြန်အလှန်ပို့ပေါ့နော်နောက်ကျွန်တော်အခုပြီးခဲ့တဲ့ဒီ Monday ကစပြီးတစ်ပတ်လုံးကျွန်တော်ပါရီကိုဝင်လိုက်ထွက်လိုက်ပဲဆောင်းရင်ကျွန်တော်အလုပ်များသွားတယ်သူတို့နဲ့အဲ့နောက်တကယ်တီးရမယ်ဆိုတော့ဘာတွေတီးရမယ်ဘယ်လိုစီစဉ်မယ်ဒီမှာစင်မမဘယ်လို setup လုပ်မယ်ဘာညာအကုန်လုံးအသေးစိတ်တွေပြောရတာပေါ့နော်အမှန်တော့အဲ့ဒါတွေအရင်စီစဉ်ပြီးတော့မှကျွန်တော်တို့က try ရမှာ first day ပါဒါပေမဲ့ငါတို့ဘယ်သူမှငားမှာမဟုတ်ပါဘူးကွာဆိုပြီး try လိုက်တာအခုတကယ်ငားတော့တိုင်ပတ်ကော okay so yes အဲ့ဒါကြောင့်ကျွန်တော်နောက်ကျသွားတယ်အခုတောက်ကြနေတင်မဲ့ episode ကိုကျွန်တော်တောက်ကြနေမှာမှတွင်ရ I'm so sorry နော် so yes so the last episode ရောက်သွားပြီကျွန်တော်တို့ကရှေ့မှာပြောခဲ့သလိုရှေ့ episode တွေမှာပြောခဲ့သလိုဒီတငယ်ချင်းတွေကအမြဲတမ်းပခုံးတွေဖတ်တယ်မလားစောင့်ရမ်းနေချစ်ပြီးတော့အဲ့လိုတစ်ချိန်လုံးအဲ့လိုအစင်တောက်လျှောက်ပြေးနေတာတော့မဟုတ်ဘူးအဲ့လို upside ရှိတယ်လို့ downside လည်းရှိတယ်အဲ့တော့အဲ့ဒါလေးလည်းကျွန်တော်ကပြောချင်တာပေါ့နော်ဘာလို့ဆိုတော့တကယ်တငယ်ချင်း relationship ဆိုတာဘယ်တော့မှအမြဲတည့်မနေဘူးလေဒီမှာဆဲဆိုရန်ဖြစ်အဲ့ဒါမျိုးကတော့ရှိတာဒါပေမဲ့ကျွန်တော်တို့ရန်ဖြစ်တဲ့ကဘယ်လိုဖြစ်လဲဆိုတော့ပြောပြမယ်so number 1ကလကင်းကျွန်တော်အမှတ်မိဆုံးဒီကောင်နဲ့ရန်ဖြစ်တယ်လကင်းကဒီတိုင်းဆိုရင် तू ကဟိုသဘောကောင်းပြီးတော့ကျွန်တော်ကြက်သမျှလဲ तू ကခံရတယ်တဲ့လား तू အယုံလွယ် naive ဖြစ်တဲ့ခေါ်မှာ तू အယုံလွယ်တကယ်ချင်းအယုံလွယ်တာပေါ့နော်နောက်ကိုကလည်းအဲ့လိုယုံအောင်ဟိုယုံသွားအောင်ပြောတတ်တာလည်းပါမယ်နဲ့တူတယ်ဥပမာကျွန်တော်တို့တစ်ခေါက်ကျူရှင်ကအပြန်မှာညနေခင်းဘိုက်တွေဆောင်းအောင်စားကျောင်းကနေအပြီးကျူရှင်သွားတက်anatomyအဲ့ပြီးအဲ့ဒီကနေအပြန်ရှမ်းခောက်ဆွဲဝင်စားတာမြို့ထဲမှာ35လမ်း38လမ်းအဲ့နားလောက်မှာနဲ့တူတယ်ကျွန်တော်လည်းမမှတ်မိတော့ဘူးအဲ့အုပ်စုလိုက်ကြည့်ပါတော့ကျွန်တော်တို့ကျူရှင်ကဆင်းလာတဲ့ဒီ dental ကျွန်တော်တို့ group လိုက်ကြည့်ဝင်စားတဲ့အချိန်မှာလကင်းကကျွန်တော်ရှေ့မှာထိုင်တယ်အဲ့မှာဆိုင်ကတုတ်ဘူးကျော်လာချတယ်ကျွန်တော်တို့မှားတာမရောက်ခင်မှာအဲ့ကျွန်တော်ဘတ်ရမ်းစားတယ်တုတ်ဘူးကျော်ရှေ့ရောက်လာတဲ့တုတ်ဘူးကျော်တရုံကျွန်တော်ပါဇက်ထဲကိုတုတ်ဘူးကျော်ဆိုအကြီးဟိုလိုပြပြသေးလေးမဟုတ်အတုံးအကြီးကိုပါဇက်ထဲကောက်ထဲလိုက်မအရမ်းပူတာလေစောက်ရမ်းပူအခုမှကြော်ပြီးချလာတဲ့ဟာဗျာသိလားအဲ့ဒါကိုကျွန်တော်ကပါဇက်ထဲကောက်ထဲလိုက်ပြီးတော့အရမ်းပူသွားတဲ့အချိန်မှာကိုတကောင်နဲ့တော့အထိမခံနိုင်ဘူးလေသိရပါလား like when I go down you all have to go down with me so အဲ့ချိန်မှာလက်ကင်းကမေးတယ်ကျွန်တော်ဟဲ့အောင်နဲ့ပူလာတယ်ဆိုတော့ကျွန်တော်အဲ့ချိန်မှာလောကမီးတောက်နေပြီမျက်ရည်ပါကြတော့ပဲပူတာမှပါဇက်ထဲမှာဘယ်လိုထားမှမသိအဲ့ဒါကိုကျွန်တော်လုံးဝစိတ်ကိုအတီးကြီးဆုံးထားပြီးတော့ခက်တီပဲအဲ့တအားပူတဲ့ဟာကြီးကိုကျွန်တော်ကအဲ့ဒါကိုဆက်ပြီးဝါပြပြီးခေါင်းလေးအေးစိတ်ခါပြီးမပူဘူးလို့ငါစားနေတာပဲလို့ပြောတယ်ဒီကောင်ပါဇက်တဲ့ကိုချက်ချင်းကောက်ထည့်လိုက်တော့အယုံလွယ်တာပြောပါတယ်တော့တော့မစောက်ရမ်းပူသွားတာပေါ့ဗျာဒါပေမဲ့အဲ့တော့ဟိုအားရရှားရချက်ကုန်တာကိုတယောက်တည်းမဟုတ်တော့ဘူးလက်ကင်းကအဲ့လိုကောင် is very naive တခုဆိုချက်ချင်းယုံတယ်ကျွန်တော်ပထမ episode မှာပြောဦးတယ်မလားဒီကောင်ဘယ်ကားရောက်လဲဆိုပြီးတော့မေးတာကျွန်တော်ဒီကားရောက်တယ်ဆိုရောက်တဲ့ bus ကားပေါ်တက်သွားတယ်မလားအဲ့လိုမျိုးကောင်ဆိုတော့ဒါပေမဲ့အဲ့လိုဒီကောင်တူဒီတော့သားဆိုတခါတလေသူစိတ်အရန်ကြီးတယ်နော်ဒေါသအရန်ထွက်တတ်တယ်အဲ့လိုဆက်ဆက်တိမခံဘူးတခုဆိုသူဒေါသထွက်နေတဲ့အချိန်ဆိုရင်ဥပမာစောစီဥပမာပြောရတယ်ဒီကောင်စောစီစီထားတဲ့အချိန်ဆိုဒီကောင်စိတ်မကြည့်ဘူးမနေ့ဒီကောင်နိုးတဲ့အချိန်10မိနစ်15မိနစ်ဒီကောင်ဘာတော့ပြောလို့မရဘူးကျတော့ book လန့်ကြီးပဲပြောမှာ
တခါအသေးစားရံဖြစ်တာပြောအသေးစားကကျွန်တော်ကအဲ့လို show ဆိုပြီးတော့ဒီကောင်အိမ်ပြန်သွားတာလားမသိဘူးဒါမှမဟုတ် show ဆိုပြီးနောက်တစ်နေ့လားမသိဘူးကျွန်တော်တအားပြိုင်းနေတဲ့အချိန်ဒီကောင်အခန်းထဲမှာကျွန်တော်ဝင်အိတ်နေပြီးအိတ်နေရလဲသူ့အခန်းတော့သူ့အခန်းမှာဝင်အိတ်နေကျွန်တော်ဝင်အိတ်နေတာကိုသူကချင်းနေအရမ်းများတယ်ဆိုပြီးတော့ချင်းစေးဝင်ဖြန်းတာအခန်းထဲဒီကောင်ကလည်းချင်းစေးဖြန်းအဲ့လိုတပူးလုံးတွေပါအဲ့လိုဖြန်းလိုက်ပါဒါပေမဲ့အဲ့အချိန်မှာကျွန်တော်အဲ့ second year ကနေစပြီး third year fourth year မှာကျွန်တော်က inhaler ရှူရတယ်ကျွန်တော်ဟိုရင်ကျက်ရှိလို့အဲ့တော့ရင်ကျက်ရှိတဲ့ကောင်ကကျတော့ကျွန်တော်အဲ့အငွေ့အဲ့ချင်းစေးအငွေ့ရတာနဲ့ကျွန်တော်ချက်ချင်း allergy ထလာပြီးတော့လို့နားရပါစီးကုန်တာပေါ့နော်အဲ့လိုမျိုးအခုပြောရင်တော့အခုစီးချင်တယ်အဲ့ဒါကိုကျွန်တော်အိတ်နေတာကိုအရန်အိတ်ချင်ပြီးအိတ်နေတာဟာဒီကောင်ကအဲ့လိုချင်းစေးလာဖြန်းတော့ကျွန်တော်ထကောတာပေါ့ဟဲ့အမေလီးမဖြန်းတာလားဒီကောင်ကလည်းချင်းနေအများကြီးလို့ဖြန်းတာလီးပြလာပေါ့နော်ပြီးအမှန်တော့သူ့အိမ်များသူဖြန်းနေတာဖြန်းမှာပေါ့ကျွန်တော်လည်းဘယ်လောက်လူပါဟုတ်ပါလဲဆိုအဲ့မှာရန်ထားဖြစ်ကြအောင်ပေါ့နော်ဒါပေမဲ့ဒီကောင်နဲ့ကျွန်တော်နဲ့အဲ့လိုကြိုက်ပြီးရင်ချက်ချင်းပြန်ပြီးအဆင်ပြေတယ်ပြီးတော့အေးငါလည်းစိတ်တူလို့ဆဲမိတယ်အေးငါလည်းအဲ့လိုဖြန်းမိတယ်ကွာ sorry အဲ့လိုမျိုးဒါပေမဲ့ကျွန်တော်တို့ကတဖြည်းဖြည်းစာတွေများလာပြီး pressure တွေပိလာတဲ့အခါကျတော့ဥပမာပြတက်ကြီးရမှာလား fourth ကြီးရမှာလားမသိဘူးအဲကျွန်တော်တို့မှာ patient ဒီအတန်းအောင်ဖို့ဆိုရင်ဒီ semester အောင်ဖို့ဆိုရင်ဒီ case နဲ့ patient ကိုဥပမာတဖုံးရောက်တာပဲဖြစ်ဥပမာပြနော်အဲ့လို case တစ်ခုခုကိုကျွန်တော်ကကင်ပြမှရမယ်အဲ့မှာအဲ့ဟိုဥပွင့်ဖူးရဲ့ဌာန cons ကလူနာတအားရှားတယ်ကျွန်တော်တို့တယောက်စီကိုပေးထားတဲ့ case ကအဲ့ဒါမျိုးဖြစ်တဲ့လူနာအကြောင်းကိုလာပြတာတအားရှားတယ်ပေါ့နော်တဘောကအဲ့တော့ဒါပေမဲ့တော်တော်များများကဟိုလူနာလူကြတယ်အဲ့မှာကြောင်းပါလေဟိုလူနာကိုရထားပြီးရင်ကွာလူနာကိုမြင်ဟိုဂျားတွေကဖြတ်လူတာတော့ဗောအဲ့လိုမျိုးဖြစ်ကြတော့အဲ့ဒါတွေကျွန်တော်ကတွေ့နေရတာဗောနော်တွေ့နေရတော့ကျွန်တော်လည်းလကင်းနဲ့တနေ့လက်ဖိတ်ဆိုင်မှာထိုင်ပြီးတော့ရောက်ပါတဲ့ငါတို့ဘယ်တော့မှအဲ့လိုမဖြစ်ဘူးတော့တဲ့ဒီလားငါတို့အဲ့လိုလူနာမလူတိတ်ရှက်ဖို့ကောင်းတယ်ဒီကျွန်တော်လည်းဟုတ်တယ်ဒါမဖြစ်တယ်ဒီလားမရဘူးမတက်နိုင်ဘူးကြာရင်လည်းအတူတူကြာမယ်ဗောနော်အဲ့တော့ငါတို့လူနာမလူကြဘူးဒီစေပဲရတဲ့ patient ကိုရရင်ကုမယ်မရရင်မကုအဲ့လိုလှုပ်ထားကြအောင်ဒါပေမဲ့အဲ့လိုသာပြောကြတာဗျစိတ်ထဲမှာ pressure အရမ်းများတယ်ဘာလို့ဒီတစ်ခုရဲနဲ့ကိုတစ်နှစ်လုံးကြက်ထားတဲ့ဟာကြီးကြာသွားမှာဟုတ်ဒီလားဒီဟာ absent ဖြစ်သွားတာ ਨੇ so pressure ရှိတယ်အဲ့အချိန်မှာဘာဖြစ်သွားလဲတော့ကျွန်တော်တေချာမမှတ်မိဘူးအဲ့လူနာကိုဒီကောင်ကရထားပြီးသားရသွားတယ်အဲ့နေ့မှာကျွန်တော်တို့မနက်အဲ့စကားပြောပြီးတော့နေ့လယ်မှာလားမသိဘူးဒီကောင်ကရသွားတယ်ရသွားပြီမဲ့တော့ register မလုပ်လိုက်တာလားမသိဘူးမလုပ်ရသေးဘူးမဲ့ तू ကတနေရာကိုခဏထွက်သွားလိုက်တာအဲ့အချိန်မှာအဲ့ဒါကိုအဲ့ patient ကိုကျွန်တော်ဟာတွေးပြီဆိုပြီးတော့ခေါ်ပြီးတော့ register လုပ်ထလိုက်ကောကျွန်တော်နာမည်နဲ့လုပ်လိုက်တော့ကျွန်တော်လူနာဖြစ်သွားအောင်အဲ့တော့ဟိုကောင်ကလည်းစိတ်ချသွားပြီကော patient ရပြီဆိုပြီးတော့ तू ထမင်းသွားစားရတာပါလားမသိဘူးပြန်လာတဲ့အချိန်မှာ तू patient ရမရှိတော့မယ်ကျွန်တော်ခုံပေါ်ရောက်နေတော့ဒီကောင်ချက်ချင်းဒေါသမထွက်ဘူးကျွန်တော်လာအောင်နဲ့ဒီကောင်နဲ့ကျွန်တော်နဲ့စကားပြောရင်းနဲ့အမှအဲ့တော့ကျွန်တော်ကလည်းလူတာမဟုတ်ဘူး because he was unattended ဆိုတော့ကျွန်တော်ယူလိုက်တာပေါ့နော်အဲ့လိုမျိုးအဲ့တော့ဟိုကောင်ကကျတော့လေဒါလူတယ်ဖြစ်ပြီးကျွန်တော်တို့နှစ်ယောက်ကတကယ် patient လူတယ်လို့ဖြစ်သွားတယ်လားဖြစ်သွားတော့အဲ့မှကျွန်တော်ကလည်းအရန် stress များနေသူလည်းအရန် stress များဆမ်မွဲလည်းနေပြီးနောက်ပြီးမအိပ်ရသေးဘူးနှစ်ကောင်လုံးလို့ဟိုအဲ့ချိန်မှာရန်ထဖြစ်တယ်အဲ့ကောင်ဌာနမှာဖြစ်သွားပြီးတော့ကျွန်တော်ကဒီကောင်တခုခုပြောလိုက်တယ်ပြောပြီးတော့ကျွန်တော် patient စီကျွန်တော်လှည့်ထွက်လာတယ်လှည့်ထွက်လာပြီးတော့ကျွန်တော် patient ချဲနာရောက်တဲ့အချိန်မှာကျွန်တော်မချင်တော့ဘူးဘာလည်းမသိဘူးဒီကောင်အဲ့လိုတခုလှမ်းပြီးတော့အော်ဆဲလိုက်တာကောလှမ်းပြောလိုက်တာပြောတဲ့အချိန်မှာဒီကောင်တအားပေါက်ကွဲသွားပြီးတော့လကင်းကကျွန်တော်ခုံကဒီဌာနရဲ့ဒီဘက်အစွန်နိုင်ရမှာဆိုဒီကောင်ဌာနအဝင်ပေါက်ပေါ့ဟိုဘက်အခန်းကြီးအကျယ်ကြီးအဲ့အဝင်ပေါက်ကနေဒီကောင်ကိုလုံးကြီးနဲ့ဒီကောင်အရက်ကြီးကလည်းအရှိကြီးဝါလည်းဝါဒုံဆိုဒီကောင်ကျွန်တော်စီပြေးလာတာအဲ့တော့ okay so ကျွန်တော်စိတ်ထဲမှာကျွန်တော်ပြရမယ်အဲ့အချိန်မှာအဲ့ဒါမိနစ်ပိုင်းတော့မဟုတ်စက္ကန့်ပိုင်းလေးအတွင်းမှာကျွန်တော်ခေါင်းထဲမှာဖြစ်သွားကြတော့ okay he is attacking me so I have to fight back right အဲ့တော့ကျွန်တော်လည်းပြေးသွားတယ်ဒီကောင်ဘာလို့လဲဆိုတော့ပြေးသွားတဲ့အချိန်မှာကိုရန်ဖြစ်ရတော့မှာကိုပေါ်တာရန်ဖြစ်မှကြတော့လေကိုရန်ဖြစ်ဖို့လိုပဲစဉ်းစားရတာပေါ့နော်အဲ့တော့ဒီကောင်ကြီးကိုထက်ရက်ရှည်တယ်အဲ့တော့ကျွန်တော်ခုံပြီးထိုးရင်ထိုးကောင်းထိုးရလိမ့်မယ်နောက်ပြီးတော့ဒီကောင်ကကောက်ချီတဲ့အတွက်ဒီကောင်ချက်တော့တစ်ဖက်ကအာမကောင်းအဲ့တော့အဲ့အာမကောင်းတဲ့ချက်တော့ကိုအခုတည်းရိုက်ပြီးဖြိုးရင်လည်းဖြိုးရနိုင်မယ်တရုတ်ကားတွေကလိုမျိုးဘာလို့လဲဆိုတော့ဒါယောက်ျားလေးတိုင်းရပြတော့မယ်ဆိုတင်မှာကိုတွေ့ဒီကောင်လည်းတွေးလာမှာပဲကိုဘယ်လိုပြင်ရမယ်ဆိုတော့အဲ့ဒီစက္ကန့်ပိုင်းလေးထဲမှာနော်ကျွန်တော်နှစ်ယောက်ကတကယ်တရုတ်ကားတွေကဟိုပါလေ slow motion နဲ့နှစ်ကောင်ချတော့မယ်ဆိုယားဆိုအော်ပြီးအဲ့လိုဌာနရဲ့အလဲကိုဟိုဘက်ကနေနှစ်ကောင်ပြေးသွားကျွန်တော်လည်းပြေးသွားထိုးတာဒါပေမဲ့အဲ့လိုစိတ်ထဲမှာဒီကောင်ကိုဘယ်လိုကြုံရမယ်ဆိုတာကိုစဉ်းစားနေတဲ့အချိန်မှာပဲเนาะလူစိတ်ကဘယ်လောက်ထူးဆန်းလဲတော့တပြိုင်တည်းမှာပဲစိတ်မကောင်းလဲအရန်ဖြစ်တယ်
ဘာလို့လဲဆိုတော့အဲ့ချိန်မှာကျွန်တော်ဥပမာပြရမယ်ကျွန်တော်အဲ့ပြည်လမ်းမှာကျွန်တော်ကားတစ်ခါ tie rod ပြုတ်သွားပြီးတော့ကားကြီးကချာလပတ်ရဲ့လဲပြီးတော့ဟိုဘက်ကဓာတ်တိုင်စီကိုကျွန်တော်ထိန်းလို့မရတော့ဘူးဒီလေကားကိုလေအဲ့ဓာတ်တိုင်စီကိုတက်တက်ကြီးဝင်သွားတဲ့အချိန်မှာအဲ့စက္ကန့်ပိုင်းလေးအတွင်းမှာပဲကိုမျက်စိထဲမှာကိုလုတ်ခဲ့တဲ့ဟာတွေတည်ရမလားဒီလောကကြီးကပြီးသွားပါပြီပေါ့နော်ငါဒီလိုပြီးရပါတော့မလားပေါ့နော်အဲ့လိုမျိုးတွေးမိတဲ့ဟာမျိုးဗျာအချိန်ကခဏလေးဒါပေမဲ့စိတ်ကအယမ်းမြန်တော့အဲ့ကြားထဲမှာအများကြီးတွေးမိတယ်ဒီကောင်ထိုးဖို့လဲစိတ်ထဲမှာကြံနာတယ်ဒါပေမဲ့တစ်ချိန်ထဲမှာလဲလုံးဝကိုတစ်သက်လုံးကွာညီအကိုလိုနေလာတဲ့ကောင်တည်းမှာဒီကြောင်းကြီးဒီ9နှစ်တောက်လျှောက်မှာနောက်သူ့အိမ်မှာကျွန်တော်နေလာတာတွေတည်းမှာကျွန်တော်တို့စောက်ရမ်းပျော်ခဲ့တာတွေရီခဲ့တာအဲ့ဒါအများကြီးကျွန်တော်ကောင်တော့ဖျက်နဲ့ပြေးမြစိတ်တကယ်မကောင်းဒါပေမဲ့ကိုမထိုးရင်လည်းဒီကောင်ထိုးတော့မှာဟုတ်တော့ဝက်ခံရမှာ because he is bigger than me so အဲ့လိုစိတ်ထဲမှာအရန်စစ်တွေဖြစ်ပြီးတော့ကောင်နဲ့အဲ့လိုconference ပေါ့နော်ကြုံမို့နှစ်ယောက်ပြေးသွားတဲ့အချိန်မှာတကယ်နှစ်ယောက်လက်တကန်းထိုးလို့မိတဲ့အချိန်မှာဒီကောင်ကျွီဆိုကာတွန်းကားတွေကလေဟိုဖုံလုံးကြီးထားပြီးတော့ကားဆက်ရက်တယ်လို့ပြောကျွီဆိုဒီကောင်ရက်သွားကျွန်တော်လည်းကြောင်ပြီးရက်သွားတာပေါ့နော်ရက်သွားပြီးတော့ဒီကောင်ကျွန်တော်တေချာကြည့်ပြီးတော့ဟာဆိုတာထားရီရောရီရမှာဦးလိုက်တဲလိုက်ရီတာဘာလို့လဲဆိုတော့အဲ့အချိန်မှာလေကျွန်တော်လည်းအရန်ရှိနေတယ်ဘာရက်လိုက်တဲ့အချိန်မှာဘာလို့ဆိုတော့ဒီကောင်တိတယ်ဘာလို့ကျွန်တော်တို့ how do we fight တယောက်နဲ့တယောက်တကယ်တမ်းထိုးပြီးဆိုတင်မှာမျက်နှာတွေပါအဲ့လိုစုပ်ပြတ်နေအောင်ထိုးရတာဘလို့ထိုးကျွန်တော်တို့ယောက်ျားလေး instinct ကရန်ဖြစ်ဖို့သွားနေပြီမဲ့ကျွန်တော်ရဲ့တကယ်ဒီလူအသိစိတ်ပဲခေါ်မှာဒါမှမဟုတ်မေတ္တာတရားခေါ် I don't know something weird in the back of your fucking head အဲ့ဒါကနှစ်ယောက်လုံး you guys are fucking ridiculous တဲ့မှာကိုလည်းကိုပြောဘာလို့လဲဆိုတော့ပိုဆိုးတာကမနက်ကပဲဒီမနက်တည်းမင်းနဲ့ငါတို့နဲ့လူနာလူကြီးရံမဖြစ်ဘူးတော့သူပြောထားတဲ့နှစ်ကောင်ကအဲ့ဒါပြီးတော့နာရီပိုင်းလောက်အကြာမှာထိုးဖို့နေရာဟိုဘက်ခန်းနဲ့ဒီဘက်ခန်းထိတ်နဲ့ဒီဘက်ခန်းလို့ပြေးတဲ့အခြေအနေထိဖြစ်သွားတာကိုဒီကောင်ကရီးတာကျွန်တော်ကလည်းအဲ့ချိန်မှာ the same thing happened to me ကျွန်တော်လည်းရီးတယ်ရီးပြီးတော့မင်းနဲ့ငါကလေတဲ့ဒီကောင်ကပြောမင်းနဲ့ငါကလေတဲ့အဲ့တကောင်မှပြောတယ်စက်မပြောဘူးဒီလားမင်းနဲ့ငါကလေဆိုနောက်မှာအကုန်အတိတ်ပဲအကုန်ပါတယ် yes we are stupid right so ကျွန်တော်အဲ့လူနာကိုကျွန်တော်သူ့ကိုပြန်ပေးလိုက်တာလားဒါမှမဟုတ်ကျွန်တော်လည်းမကင်တော့ဘူးလားမသိဘူးအဲ့တော့ကျွန်တော်တရားတရားကိုပေးတယ်ကျွန်တော်မပြောပြတယ်ဒါပေမဲ့ that's how we solved it so အဲ့လိုဖြစ်သွားတဲ့အချိန်မှာဘေးမှာလူတွေလည်းအများကြီးပဲအကုန်လုံးကလည်းဟာကြားပေါင်းနဲ့လက်ကင်နဲ့ထိုးပြီပေါ့နော်တစ်သက်လုံးတဲ့လာတဲ့နှစ်ကောင်အဲ့လိုအသေးကျုံကြတော့မယ်ပေါ့နော်ပေါ့တကယ်အသေးကျုံတော့မဲ့ပုံစံကြီးကိုပြီးတော့အနားလိုက်ရောက်ဟီဟာဖြစ်ပြီးတော့ပြီးတော့ so but အဲ့လိုပြီးသွားဒါပေမဲ့သိလားခုနပြောဆိုကျွန်တော်သူ့စိတ်ထဲမှာ very serious ရဲ့နောက်ပြီးတော့အဲ့ serious ဖြစ်တဲ့စိတ်ကို hold back လုပ်ထားတဲ့ friendship ပေါ့နော်အဲ့ဒါကျွန်တော်တို့ပြန်ပြီးတော့ settle down ဖြစ်သွားစီတယ်ထင်တာပဲเนาะထိုးကနေဟိုတက်တဲ့အချိန်ထိုးကနေအချိန်မှာပေါ့နော်နောက်တစ်ကောင်ကျကြက်ရိုးနဲ့ကျွန်တော်ရန်ဖြစ်ဘူးတယ်ဘယ်လိုရန်ဖြစ်ဘူးလဲဆိုတော့ပထမဆုံးရန်ဖြစ်တာမဟုတ်ဒီကောင်ကျွန်တော်စိတ်ဆိုးတာဘာလို့ဆိုတော့ကြက်ရိုးကအဲ့တော့အရက်တောက်ပြီးရင်ဒီကောင်အဲ့လိုနည်းနည်းဝုန်းတိုင်းကျဲတာလားမသိဘူးလို့ first year second year လောက်အဲ့တော့ဒီကောင်ကျွန်တော်တခါစိတ်ဆိုးဘူးတယ်ဒါပေမဲ့ကြက်ရိုးကဒီကောင်ပစွန်အောင်သားတဲ့လားလို့ရန်ဖြစ်တအားလက်မြန်တာသိလားဒါပေမဲ့လို့ border နဲ့ကြာရင်ဒီကောင်ကအဖြစ်မခံဘူးအဲ့ကျွန်တော်ပြရမယ်ဘယ်လိုလဲဆိုကျွန်တော် pharmacology ဖြေတဲ့နေ့ကျွန်တော်တက်ကြီးရနဲ့တူတယ်เนาะကျွန်တော်အိမ်မှာစာစုချက်ကြတဲ့နှစ်ပေါ့เนาะဒီကောင်လေးအိမ်မှာအဲ့လို3-4လလောက်လာနေပြီးတော့စာချက်ကြအဲ့မှာ pharmaco ကတအားခတ်တယ်အဲ့ဆေးအကြောင်းနေကျွန်တော်တို့ကြည့်ရတဲ့အချိန်မှာအဲ့လို hand out ကျွန်တော်တို့ပေးထားတဲ့ကြည့်ရမယ့် documents ကကျွန်တော်ထင်တယ်အဲ့လိုအပုပ်150လောက်ရှိတဲ့နဲ့တွေ့လို့အပုပ်သေးလေးတွေအပုပ်ကြီးတွေအဲ့လိုတစ်နှစ်လုံးစာပေါင်းလိုက်အဲ့ဒါလူတွေလည်းယူခါနေတာပေါ့နော်အဲ့ဒါကြက်နေရတဲ့အချိန်မှာကြက်ရိုးကအဲ့ pharmaco ဖြေမဲ့ညမှာညဆိုမနေ့ဖြန်လိုမျိုးဖြေမဲ့ဆိုဒီနေ့ညအေးပေါ့6နာရီလောက်မှာဒီကောင်စပြီးတာကြီးတို့ငါဆုံးဖြတ်လိုက်ပြီရောက်ဖားတို့ငါဆုံးဖြတ်လိုက်ပြီကျွန်တော်နဲ့ရန်ကင်းတယ်ငါပုတ်ပဲကြက်တော့မယ်သလားအဲ့ကျွန်တော်နဲ့ရန်ကင်းတယ်သူဘာမှမပြောဘူးအချာကြီးအဲ့လိုကြည်နေဆိုတော့ယူများသွားပြီလားပေါ့နော်ဘာလို့စာချက်လွန်ပြီးယူရအောင်လဲဒီကောင်စားလဲအဲ့လောက်ချက်တဲ့ကောင်မဟုတ်ဟဲ့ဘာဖြစ်တာလဲဘယ်လိုငါးပုတ်ချက်လို့မင်း possibility ရကြည့်အောင်အပုတ်150မှာငါးပုတ်ဆိုမင်း chance ကတအားမနေလုံးလားဆိုတက်နိုင်တော့ဦးရဲ့ငါအဲ့လောက်ပဲငါကောင်းမှတ်နိုင်တော့ပါတဲ့အဲ့တော့မင်းတို့ချက်ချင်တာချက်တော့တဲ့ဆိုကျွန်တော်တို့ကလည်းအဲ့လိုအပုတ်100လုံးပဲချက်နိုင်တယ်ဒါပေမဲ့ငါးပုတ်နဲ့ဖြတ်ချဖို့ကြတော့လေ it's too crazy တဲ့မှာဒီကောင်လောက်30မရှိဆိုကျွန်တော်ကချက်တာပေါ့ကျွန်တော်ရန်ကင်းနဲ့ချက်တညလုံးချက်ပြီးတော့ဒီကောင်ကအဲ့လိုပဲငါးပုတ်ချက်ပြီးအိတ်တော့တလားအဲ့နောက်နေ့စာမေးပွဲကန်းနဲ့ရောက်တော့ကျွန်တော်နဲ့ရန်ကင်းနဲ့ကအဲ့လိုတယောက်မျက်နှာတယောက်အဲ့လိုလှမ်းကြည့်မိတယ်ဘာလို့လဲဆိုတော့ကြက်ရိုးညာကြက်ထားတဲ့ငါးပုတ်လုံးမေးသွားတယ်အဲ့တော့
အဲ့လောက်ဖြစ်နိုင်ဖို့ဆိုတာဟာဒီကောင် sport ရမှာပဲရမယ်ဒီလားဟိုမေကုန်းကြိုရမှာပဲရမယ် cheat လုပ်မှာပဲရမယ်ဆိုတော့ကျွန်တော်ဖြင်းနေရင်ထမ်းလမ်းမှာလေကျွန်တော်တအားစိတ်ဆိုတာဒီလားအရန်စိတ်ဆိုစိတ်ထဲမှာကလေးနဲ့ဒီကောင်9ပုတ်လုံးကွက်တီးရတာကိုငါတို့မပြောနဲ့ဘယ်ကသွားရတာလဲဒီလားအများကြီးပဲဒီကောင်ကျွန်တော်ကိုယ့်ကိုယ်လည်းမဖြေနိုင်ရတဲ့ကြားထဲမှာဒီကောင်ကကျွန်တော်ရောပြီးစိတ်တူဒါပေမဲ့ပြန်တော့ကျွန်တော်တို့ကကျွန်တော်ကားနဲ့ပဲအတူတူပြန်ရတယ်ဒီကောင်ကျွန်တော်တလန်းလုံးစကားမပြောစိတ်ထဲမှာဒီကောင်ဟိုဒေါသထွက်နေတယ်ဒါပေမဲ့ကြပါဦးမင်းဒေါသမထွက်နဲ့ရှော့တာပေါ့နော်ဒါပေမဲ့ဘလို့မှရှော့လို့မရဘူးဘာလို့လဲဆိုတော့9ပုတ်ပဲကြက်ပြီးတော့9ပုတ်ပါတယ်ဆိုတာဟာခုနပြောသလိုပဲ this is not logical this is not luck အဲ့တော့မင်းတကူလောက်တာပဲဆိုပြီးအိမ်ထဲဝင်တဲ့အချိန်မှာကျွန်တော်မရတော့အရန်ပောက်ကွယ်ရှိသမျှစာအုပ်တွေရောဘောပန်တွေရောအဲ့လိုစာမွေးဖြေဖို့ယူရတဲ့ပစ္စည်းအကုန်ပစ်ချပြီးကြက်ရိုးကျွန်တော်ဟဲ့အောင်ဆိုပြီးကိုကနေမို့ခုံးနှစ်ဘက်ကနေအဲ့လိုကန်နေနန်ရန်ကိုကျွန်တော်အဲ့လိုတိုးလိုက်တော့ပြမင်းဘလို့လောက်တာလဲငါ့ကိုသိချာမမှန်ပြောပါတော့မင်းရရတာနဲ့ငါ့ကိုဘာလို့အဲ့လိုရှိသမျှဆဲဆိုတာဟုတ်ဒေါသထွက်ပြီးကျွန်တော်တခါမှအဲ့လောက်ဒေါသမထွက်ဘူးကြက်ရိုးကလေကျွန်တော်ဦးကြောင်နဲ့ကြည်နေတယ်လားအဲ့တော့ဒီကောင်ကခုနပြောသလိုလက်တအားမြန်တယ်နော်ကျွန်တော်တို့ပလာဇာလာပြီဝန်ပလာဇာအောက်မှာလာမသိအဲ့လိုအုပ်လိုက်ကြီးဟိုဘက်နဲ့တစ်ဖက်နဲ့ကျွန်တော်ရန်ဖြစ်ဘူးတော့အဲ့လိုထိုးကြတာပေါ့နော်ကိုနဲ့ကြုံတဲ့လူထိုးတဲ့အချိန်မှာကျွန်တော်ကအဲ့လိုတကောင်ထိုးမဲ့အချိန်မှာအဲ့ကောင်ကကျွန်တော်ဟဲ့အားကြပေါက်တဲ့ကျွန်တော်ဘသူရဲ့ညီလေးဆိုကျွန်တော်ဘော်ဒါတယောက်ရဲ့ညီဖြစ်နေတယ်ဆိုပြီးသူကပြောတယ်ရန်ဖြစ်နေရင်တန်လာဟိုဘက်နဲ့ဒီဘက်သူ့ကိုထိုးကနေမှာဆိုတော့ကျွန်တော်ကရှော့လိုက်ကွာအေးပြီးရောဆိုရှော့လိုက်တဲ့အချိန်မှာဘေးကိုဝုန်းဆိုကြက်ရိုးကရောက်လာပြီကျွန်တော်လွတ်ပေးလိုက်ပြီကိုကောင်လက်ထဲမှာအဲ့လိုဒုတ်အရှိကင်လာပြီးတော့ဟိုကောင်ရိုက်တာတပြောင်းနဲ့ဒါပေမဲ့ကန်ကောင်းလို့ဒီကောင်လည်းပြရခတ်ပြီးဘယ်ကဒုတ်ကိုလဲတန်ဒုတ်တင်ပြီးတော့အဲ့တန်ပိုက်တင်ပြီးတော့ပိုက်လုံးကြီးကိုကင်ကောက်လာတာမင်းတို့ PVC ပိုက်ကြီးဖြစ်နေတော့သေးတယ်နော်အဲ့တော့ဟိုကောင်ထူတဲ့အချိန်မှာဟိုကောင်ဝင်ပြီးတော့ရိုက်တဲ့အချိန်မှာတုံဆိုအဲ့အတန်မဲ့ထွက်ပြီးဟိုကောင်ဘာမှလည်းမဖြစ်ဘူးသူလား it's fucking awkward ဒါပေမဲ့လက်မြန်တာကိုပြောတာပါတော်သေးဘာမှမဖြစ်လို့ဖြစ်များဖြစ်သွားရင်ဟိုကောင်းအကိုခုနပြောတဲ့အကိုကကျွန်တော်နဲ့တော်တော်ရင်းနှီးတယ်နောက်ပြီးတော့ music လောကတွေကအရင် session တွေပါအကိုကျွန်တော်နဲ့အတူတူလဲတီးဦးတယ်ဗျဖြစ်ဒီကောင်သားခေါင်းတွေပါကွဲသွားရင်အဲကျွန်တော်အုပ်စုဘက်ကကောင်ရိုက်တာဆိုပြီးအဲမိတ်ပြတ်အောင်မဲ့တခါတည်းမလားပေါ်တာအရင်ကောင်နောက်တကောင်နဲ့ထားပါတော့ဆိုကြက်ရိုးဒီအဲ့လိုလက်မြန်နဲ့လက်တွက်တယ်တခုဆိုရင်အရင်လှုပ်တဲ့ကောင်ကအဲ့လိုသူ့ကိုနန်းရမ်းမှာကင်ထားတဲ့ကောင်ကျွန်တော်ကိုကြတော့ဘာမှမလုပ်ဘာပြန်မလုပ်ပဲဒီကောင်ရီပြီးတော့လေဒီကောင်ရောက်ပါတယ်ခဏထိုင်အောင်ငါပြောပြမယ်တိကျငါပြောပြမယ်ထိုင်လို့ပြောဒီကောင်ငါရှိသမျှငါအမျိုးတွေရောငါအဖေမေတွေရောအကုန်လုံးနဲ့ငါချိန်ပါတယ်ကွာတဲ့ဒါငါတကယ်ကန်ကောင်းပြီးတော့ဒီ9ပုတ်လုံးတို့တခါမှမဖြစ်ဘူးတဲ့ကိစ္စတကူပေါ့နော်ဖြစ်သွားတာဆိုတော့တိကျရှင်းပြတယ်ကျွန်တော်ဟိုလိုရန်ပြန်မဖြစ်ဘူးသူကကြတော့နောက် तू ရန်ဖြစ်ဘူးတာတခါမတွေ့ဘူးတခြားကျွန်တော်တို့အတန်းနဲ့ကလူတွေနဲ့ပေါ့နော်တခါမှကြက်ယူရရမဖြစ်ဘူးဒါပေမဲ့အဲ့လိုကျွန်တော်တို့နဲ့အပြင်ကလူနဲ့ဖြစ်ပြီဆိုရင်တော့ဒီကောင်ကအမြဲပါပြီးသားပဲဒါပေမဲ့ခုနက9ပုတ်လုံးဖြည့်ပြီးတော့ဒီကောင်ကအဲ့စာတွေ့အောင်တော့ပြင်မဲ့အဲ့ practical မှာစောက်တော့လဲလို့ကြားရတယ်တူကျွန်တော်တင်တာဖုန်းကြီးဗျာဖုန်းကြီးကိုကျွန်တော်တို့စီမှာ alloplasia အဲ့လိုအတန်ထွက်လာမလဲalloplasia လာမလဲအဲ့ဟိုသပင်နေကျွတ်တာသပင်လုံးဝမရှိတော့တာလေအဲ့လိုအသေးမှတခုဖြစ်ရင်လားမသိအဲ့လိုဖြစ်တဲ့ယောဂအဲ့လက္ခဏာအဲ့ဒါကိုဒီကောင်ကဒီကောင်ရဲ့ဒီကောင် practical ကြတဲ့လူနာဖုန်းကြီးကိုဒီကောင် alloplasia positive ဆိုပြီးတော့တွားရေးလဲဖုန်းကြီးပါဆိုမှခေါင်းကဘလို့သပင်ရှိမှလဲအဲ့ဒါကိုဒီကောင်ကသပင်မရှိတဲ့ယောဂ positive ပါဆိုပြီးတွားရေးလိုက်တော့သူ9ပုတ်လုံးဟိုစာပေပွဲမှာတိုးပြီးတော့ဟိုစာတွေ့မှာအောင်လဲဒီကောင်ကြတယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုအချင်းချင်းလဲဖြစ်တယ်နောက်ပြီးတော့တခြားလူတွေနဲ့လည်းဖြစ်တယ်တခြားလူတွေနဲ့ဖြစ်တာမှာကျွန်တော်တို့ final ရေးရမှာလည်းတူတယ်ကျွန်တော်တို့ရဲ့ junior ဖြစ်တာကျွန်တော်တို့ထင်လိုက်တာပေါ့ကျွန်တော်တို့စာတင်နေတဲ့အချိန်မှာအပြင်မှာဟိုကောင်ကကျွန်တော်တို့လာဆဲတယ်တော့လို့ဆဲတယ်လို့ကိုယ်ဆဲတယ်လို့ထင်တဲ့ကောင်3ကောင်ကအဲ့လိုထွက်ထိုးတာမနော်တကောင်ချင်းတိုးတာပဲဒါပေမဲ့ဆဲတယ်လို့ထင်တာ3ကောင်ပြတော့အုပ်စုလိုက်ထိုးသလိုဖြစ်သွားတာပေါ့နော်အဲ့ဒါဖြစ်တာလေ तू အဲ့ကောင်အဲ့ချာတဲ့ကအပြင်ကနေကျွန်တော်တို့အဲ့လိုဆဲတယ်လို့ကျွန်တော်ကမြင်လိုက်တဲ့အချိန်မှာကျွန်တော်အဲ့စာတင်ခန်းထဲကနေပြေးထွက်သွားပြီးတော့ဟဲ့မင်းဘသူဆဲရလဲဆိုမေးရသေးတယ်ဟိုကောင်ကလည်းဘာမှမဖြစ်ရသေးဘူးကျွန်တော်ပြန် flash ရုပ်ရှင်ကြည့်ဘူးလား flash ဟိုဟာလေဟို super hero လေ wish ဆိုပြီးတော့ဒီကောင်အဲ့လိုရောက်လာတယ်အဲ့ဒီအချိန်မှာဒီကောင်နဲ့ကျွန်တော်နဲ့အဲ့လိုစကားဆိုင်ပြီးပြောတော့မှာပဲဘေးကနေအဲ့လိုအရိတ်လိုမျိုးရောက်လာပြီးတော့ဖောင်းဆိုတစ်ချက်အဲ့လိုအရင်စထိုးလိုက်တာဒီဟအဲ့ဟို light တဲ့ဘက်ကဆိုရယ်ဒီဟတအားလက်မြန်တဲ့ကောင်သိလား
အဲ့နဲ့ထိုးကြသူထိုးကိုထိုးနောက်တစ်ကောင်လည်းဝင်ထိုးနေပဲသူထိုးနေမှမသိဘူးအဲ့ထိုးနောက်တစ်ကောင်ကကြက်ရိုးဖြစ်နေအဲ့တော့အမှုတွဲတော့ကျွန်တော်တို့ကဟို group like ဟိုဘက်ကခြာတိတ်ကိုထိုးပါတယ်ဆိုပြီးတော့ဖြစ်တာပေါ့နော်ဖြစ်ပြီးတော့နောက်နေ့ကျတော့ကျွန်တော်တို့ရဲကလာခေါ်တော့တာလားအဲ့သင်္ကန်းကျွန်းရဲစခန်းအကြောင်းကိုစာပို့တာလားမသိဘူးမင်းတို့ဘာသာလာအဖမ်းခံမလားငါတို့လာမလားပေါ့အဲ့လိုနဲ့တူတယ်ဘာလို့ဟိုခြာတိတ်ကလည်းစေယုံနေပါရောက်သွားတာအဲ့တော့ရဲမှုဖြစ်သွားတော့ကျွန်တော်ကရဲစခန်းကိုရောက်သွားအောင်သူတို့လာခေါ်တော့လားကျွန်တော်တို့သွားလိုက်တာလားမသိဘူးအဲ့တော့မမိတော့ရဲစခန်းကိုရောက်သွားပြီးကျွန်တော်ရဲ့ကြက်ရိုးရဲ့ဒီ usual suspect 3ယောက်ကိုတီဟာရဲ့3ယောက်ကိုကျွန်တော်တို့တခန်းစီအဲ့လိုအချုပ်ကန်လိုမျိုးတခန်းစီမှာကျွန်တော်တို့ထားပြီးတော့မေးတာစစ်တာပါနော်အမှုစစ်တာပါဆိုတော့ကျွန်တော်တို့ကလည်းရဲစခန်းကိုမရောက်ခင်မှာတည်းက3ကောင်တိုင်ပင်လာတယ်ဟိုဘက်ကခြာတိတ်က तू မဆဲဘူးလို့ပြောတယ်အဲ့တော့ဟဲ့ဒီကောင်တော့မဆဲဘူးပြောရင်ငါတို့လည်းမထိုးဘူးပြောမယ်အဲ့လို3ယောက်တိုင်ပင်ပြီးရွှေညံတော်စူရောက်ပြီးတော့လုံးဝရဲကဘလို့မေးကျွန်တော်တို့ကဟိုကလည်းចောင်းသားဆိုတော့ကျွန်တော်တို့အရန်ထိုးချိတ်မေးလို့လည်းမေးအောင်တယ်ဒါပေမဲ့အော်ဟစ်ပြီးတော့မေးတာ哦ကျွန်တော်မထိုးကျွန်တော်ဘယ်သူမှမထိုးမင်းလည်းမထိုးကောင်းလည်းမထိုး3ယောက်လုံးကမထိုးဘူးအဖြစ်တော့အဲ့ရဲကျွန်တော်တို့မေးတဲ့ရဲအုပ်လားမသိအဲ့ဘယ်စောက်ရန်ဦးလေးကြီးတအားတော်သားထောက်ရအေးလိုလေးတယ်မင်းတို့တကောင်မှမထိုးနဲ့ခိုးကောင်ကဘယ်လိုဆက်ချက်ချုပ်ရလဲတဲ့ပါဇက်ထဲမှာတယ်ဆိုပြီးတော့အဲ့ဒါကျွန်တော်တို့တရားဆွဲရောရဲကကျွန်တော်ထင်တယ်အဲ့မှာတင်ပြီးတော့ရမယ်ကိစ္စကိုလားမသိသူတို့ကျွန်တော်တို့ကအဲ့လိုမတိုးကြီးပဲပြောနေတော့တရားရုံးရောက်သွားပေါ့နော်အတူချုံပြောရရင်အဲ့တရားရုံးရောက်တော့မှကျွန်တော်ကပထမဆုံးအဲ့ရန်ဖြစ်မိတာကိုအဲ့လိုနောင်တရခြင်းတလို့ဘာလို့ဖြစ်တာဘလို့ဖြစ်သွားလဲဆိုပြောပြမယ်တရားရုံးမှာကျွန်တော်တို့ရုံးထုတ်တယ်ဗျာတလားရုံးထုတ်တာကလည်းအဲ့လို6လလောက်ကြာတယ်ကျွန်တော်စာတင်တစ်နှစ်လုံးကြီးမှာကျွန်တော်တို့ကတချို့အဲ့ရုံးထုတ်ရှိရတဲ့သူကျွန်တော်ကကြောင်းပြတ်တယ် practical ရှိရင်လည်းပြတ်တယ်စာမေးပွဲရှိရင်လည်းမဖြေရဘူးအဲ့လိုမျိုးတွေဖြစ်တာပေါ့နော်တော်တော်အခြေအနေမကောင်းအဲ့ဒါတခုအဲ့အတွက်စိတ်နှောက်ယှက်ဖြစ်ရတာတခုနောက်တစ်ခုကဘယ်လိုလဲဆိုကျွန်တော်တို့အဲ့တရက်ရုံးထုတ်တော့အဲ့နေ့ဖြစ်ချင်တော့ရုံးမှာလူကလည်းတအားစီရဘာအမှုကိုနာမှာဘာအမှုကိုကြားနာမှာလဲအဲ့လိုမျိုးတည်မှာအပြင်မှာတခြားဟို group like ကြီးလူတွေအများကြီးရှိတယ်မီဒီယာတွေလည်းရှိတယ်တူတယ်အဲ့မှာကျွန်တော်တို့3ယောက်ကိုအမှုထုတ်တယ်ဒါပေမဲ့ तू ကအဲ့လိုရုံးချင်းပေးရမယ့်အမှုကိုအမှုသေးတဲ့ဟာလို့ဟိုအရင်ဘာမှဟိုအပြန်လန်ပြောနေစရာမလိုတဲ့အမှုတွေဆိုရင် तू ကအမှု4-5ခုကိုတွဲပြီးတော့တခါတည်းရက်ချင်းပေးတယ်နော်အဲ့တော့ကျွန်တော်တို့နာမည်ခေါ်တယ်အမဟန်တိုးလင်ခကြားပေါ့အဘဘသူကြက်ရိုးအဘဘသူဒီဟာအဘဘသူကကျွန်တော်တို့နာမည်ခေါ်ပြီးတော့ကျွန်တော်တို့အဲ့လိုယုံတရားသူကြီးရှင်းမှာအဲ့လိုတန်းစီထားပြီးခဏနေအမျိုးသမီးတယောက်နာမည်ကိုခေါ်တယ်အမြဆိုလားအမြင့်ဆိုလားမသိဘူးခေါ်တော့အဲ့အဖွားကြီးမအန်ဒီကြီးပေါ့နော်သူကဘေးမှာအဲ့လိုပတ်စံကြီးနဲ့လာရက်ပြီးတော့ခဏနေအဲ့လိုမိမနာမည်တောက်လျှောက်ခေါ်တယ်ပါအဲ့တော့မှကျွန်တော်သိတယ်ကျွန်တော်တို့အမှုနဲ့ဘေးမှာတွဲပြီးတော့ဆက်ပြီးတော့အမှုထုတ်တာရုံးချင်းပေးဖို့အမှုထုတ်တာကအပြည့်တစားမှုဖြစ်နေအဲ့တော့အဲ့ကျွန်တော်တင်တဲ့ဒီခေါင်းနဲ့အဲ့ဘီကိုဝင်ဖမ်းနေတယ်တူတယ်ဟိုအများကြီးပဲကောင်းပါလိမ့်အများကြီးကျွန်တော်တို့ဘေးမှာပေါ့နော်တွေ့လေပြီးတော့ခေါင်းတစ်ကောင်လည်းစောက်တလဲအဲ့တော့ကျွန်တော်ရဲ့တီဟာရဲ့ကြက်ရိုးရဲ့ပြီးတော့ကြက်ရိုးဘေးမှာအဲ့မိမကြီးရဲ့ကောင်းရဲ့တွဲပြီးတော့အမှုထုတ်ပြီးတော့အဲကျွန်တော်တို့အားလုံးရက်ချင်းကိုစီပေးပြီးတော့ပြန်တော့လေအဲ့အခန်းအဲ့တရားရုံးထဲကနေထွက်ပေါက်ကတခန်းမှရှိရလေဒီအမှုဖြစ်တဲ့လူတွေထွက်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့အတွဲလိုက်ကြီးနဲ့ကြားထဲမှာကျွန်တော်တို့3ယောက်ပါတော့တလားပါတော့အပြင်ကတူတူတွေပြောဟိုကဖားတန်းဝင်ပန်းတာနဲ့တူတယ်ဗောနော်ကြောင်သားလေးတွေလည်းကျွန်တော်တို့အဲ့ပြီးဝင်ပန်းရင်နဲ့မီးလာခေါင်း3ကောင်လို့ကျန်တဲ့လူတွေအပြင်မှာတွေ့တဲ့လူတွေကထင်ကုန်ရောတလားအဲ့တော့စောက်ရက်ကွဲတာပေါ့ဗျာတလားစောက်ရမ်းရှက်တာပေါ့ကျွန်တော်လည်းအဲ့တော့ဘယ်လောက်ရှိမှာလဲ20နေမှာပေါ့တဲ့အဲ့တော့အဲ့လိုမျိုးကြီးကြတော့ဗျာကိုလည်းမဟုတ်ပဲနဲ့အဲ့လိုဘေးကလူတွေကအဲ့လိုဝိုင်းပြီးပြောကြတော့အဲ့တော့ခုနကပြောရန်ဖြစ်တာတော့နောင်တရတာမဟုတ်ဒါပေမဲ့တရားရုံးမှာအဲ့လိုကြီးအဲ့အချိန်တွေကြီးကတော့မမိုက်ဘူးဆိုတော့အဲ့လောက်စောက်ကမြင်ညောထားခဲ့တယ်ကျွန်တော်တို့အဲ့လိုပဲလိမ့်ဖယ်နဲ့စာမေးပွဲတွေဖြေလိုက်ကြလိုက်ပေါ့နော်လကင်းက4တီးရမှာကျွန်တော်တို့အတန်းမတူတော့သူတန်းဆင်းပြီးနေလိုက်ရတယ်ဘာလို့လဲဆိုတော့သူ့အမေအန်တီကအဲ့ကြောက်ကတ်လဲရမှာမလို့အိန္ဒိယကိုသွားပြီးကြောက်ကတ်လဲရတယ်တွေ့ဒီကောင်နှစ်တဝက်လားမသိဘူးလို့ခွင့်ယူလိုက်ရတယ်သူကသူ့အမေနဲ့သူနဲ့2ယောက်တည်းရှိတာပဲအဲ့တော့ဒီကောင်စာမမဖြေလိုက်ရတော့တနေ့ကြာကျွန်တော်တို့နဲ့ final မှာလကင်းကပါမလာတော့ဒါပေမဲ့ပြဿနာသိမရှိဘူးဘာလို့ဒီကောင် final ရောက်တဲ့အချိန်မှာကျွန်တော်တို့ကတအုပ်လုံးကြီး final ကြီးရဲ့မှာ supply ထိတော့ final supply က6လ6ပတ်မဟုတ်တော့6လဖြစ်သွားပြီ6လဆိုတော့ဒီကောင်နဲ့6လလောက်ကျွန်တော်တို့ကအဲ့ဈေးရုံထဲမှာအတွေ့နေရဒီကောင်က final အဲ့မှာ practical လာစင်ကျွန်တော်တို့နဲ့တိတ်မကွာဘူးဗျအတန်းကမကွာသွားတော့ဘူးပေါ့နော်အဲ့လိုဖြစ်ပြီးတော့ကျွန်တော်တို့စာမေးပွဲနောက်ဆုံးဒီ supply စာမေးပွဲနောက်ဆုံးနေ့မှာကျွန်တော်သိန်းခိုင်ကိုပြောခဲ့တဲ့စကား
မှတ်ရရပဲအဲ့သိန်းခိုင်ကကျွန်တော်ဟိုဖြေကနီးနောက်နေ့မှာအဲ့လိုစာလမ်းမေးတာနဲ့တို့ကျွန်တော်ဖုန်းဆက်ပြီးတော့တာကြီးလိုမင်းအားတင်းတာလို့ငါတို့ဒီနေ့ပြီးရင်နောက်ငါတို့စာဘယ်တော့မှမကြက်ရတော့ဘူးလို့ကျွန်တော်ပြောခဲ့တယ်တိလားအသိန်းခိုင်ကအေးကွာငါမင်းပြောတာအားရှိတာဘာလို့ဘယ်သူမှစာမကြက်ချင်တော့ဘူးဗျာတိလားအဲ့အားလုံးပေါင်းစုပေါင်းဒီမှာ6နှစ်လောက်ဖြစ်သွားတဲ့အချိန်မှာကြာတော့လူကတောက်လျှောက်စာကြက်ခဲ့ရတဲ့ live ကိုအဲ့အချိန်မှာတအားခါတီးနေခဲ့တာပေါ့နော်အဲ့တော့စပလီနောက်ဆုံးနေ့မှာအဲ့လိုပြောခဲ့တယ်ဒါပေမဲ့အဲ့ဒါမမှန်ဘူးဗျာတိလားတကယ်တော့အခုတခါတလေလေကျွန်တော်တို့အရန်ခက်ခဲတဲ့အချိန်တွေပေါ့နော်ဘဝမှာအဲ့လိုကျွန်တော်ဆိုလုံးဝကို short ဖြစ်ဖို့စိတ်တွေပါဖြစ်ဖူးတဲ့အထိအဲ့လို depress ဖြစ်ဖူးတယ်အများကြီးပေါ့နော်ကျွန်တော်တို့ဘဝမှာအဲ့လိုထုထောင်ပြီးပြောင်းလဲသွားတဲ့အခါမျိုးကြရင်တခါတလေဘာဖြစ်လဲတိလားအပြင်းထန်ဆုံးဖြစ်တဲ့စိတ်ရလေငါတန်တော့ပြန်တက်ပြီးတော့လေလကင်းအိမ်မှာပဲဖြစ်မိုးထက်အိမ်မှာပဲဖြစ်အဲ့လို AC စာကြက်နေရတဲ့ဘဝပေါ့နော်အဲ့ဒါလေးကိုပဲပြန်ရရင်တော့ကောင်းမယ်ဆိုပြီးတကယ်ကိုတစ်သက်လုံးမကြက်ချင်တော့ပါဘူးဆိုပြီးတော့ဂိမ်းကနေမြည်ပြီးကြောက်ခဲ့ရတဲ့အချိန်ကိုပြန်သွားကျင်တဲ့အထိကျွန်တော်တို့ရဲ့ life ဟာကျောင်းမှာကျန်းတယ်ဆိုတာအလကားပဲเนาะအပြင်မှာကျွန်တော်တို့ကျန်းပြရတယ်ဆိုတာလေ life ကအဲ့တော့အများနဲ့ကျွန်တော်တို့ငငယ်ကအဲ့ငငယ်ကဆိုစကန်ကြီးအသက်ကြီးလာမှာစာကြက်ရပြီဆိုရန်ကင်းကအများနဲ့ဖင်ပူးတောင်းထောင်ပြီးអော်တဲ့စကားရှိတယ်ငါတို့လိုတဲ့လွတ်လပ်ပျော်ရွှင်စွာအဲ့လိုစော့ကစားနေရမယ်အရွယ်လေးဟိုစာကြက်ခိုင်းထားတယ်ဆိုပြီးတော့အကျယ်ကြီးတကောင်အဲ့လိုဖင်ပူတောင်းကြီးထောင်ပြီးထားអော်တဲ့စကားရှိတယ်အဲ့ဒါရန်နောက်ဆုံးတော့တကယ်ကိုစာကြက်ခိုင်းထားတဲ့ live ကိုပဲပြန်ရရင်ကောင်းမယ်ပေါ့နော်အဲ့လိုမျိုးတောင်ပြန်တွေးမိတဲ့အထိ live လာကျွန်တော်တို့ဒုက္ခတွေပေးခဲ့တယ်ဆိုတော့ထားပါတော့အဲ့တော့ဒီနေရာမှာသာကျွန်တော်ကအဲ့လိုဇက်သိမ်းမယ်ဆိုရင်ဒါ like ပြင်းစရာကြီးဖြစ်သွားတယ်အဲ့တော့ကျွန်တော်ပြမယ်နောက်ဆုံးကျွန်တော်တစ်သက်လုံးကြက်တာခံရတဲ့လက်ခင်းကအားလုံးစာမျိုးဝိုင်းပြီးသွားပြီးတော့အဲ့လိုစေးကန်းတွေပါကိုစီဖွင့်ခါနီးအချိန်နဲ့တူတယ်အဲ့ချိန်မှာကျွန်တော်ဘာပြန်လုပ်လဲဆိုတော့တရက်မှာကျွန်တော်ဖုန်းဆက်တယ် seriously နော်အတန်ကလုံးဝ dead serious အတန်နဲ့ရပါတယ်ငါစော်ရပြီတဲ့ငါကောင်းမလေးရပြီငါရီးစားရပြီခါဘသူတုံးဆိုကြက်ရိုးညမာတယ်ကျွန်တော်စိတ်ထဲမှာလေရှစ်ဆိုပြီးကြက်ရိုးမျက်နှာပဲပြေးမြင်အောင်တယ်ကြက်ရိုးဒီလောက်တစ်သက်လုံး6နှစ်လောက်အတူတူပေါင်းလာတဲ့ကောင်ရဲ့ညီမကိုကြိုက်သွားတာကိုကျွန်တော်ကမသိဘူးရှေ့မှာဒီကောင်နဲ့ဘယ်တုန်းနဲ့ဒီကောင်ဘယ်လိုကြိုက်နေလဲလည်းမသိဘူးအဲ့ဒါဒီကောင်ကကျွန်တော်အကူအညီတောင်းတယ်ငါကြက်ရိုးကိုဘယ်လိုပြောရမှန်းမသိဘူးတဲ့ဟုတ်လားအဲ့နဲ့ကျွန်တော်အဲ့မျိုးကြရင်တော့အရန်ကူညီဟာတိုက်စိတ်မပူနဲ့ငါတို့ဘီယာဆိုင်မှာချိန်လိုက်မယ်အဲ့တော့ကျွန်တော်တို့အဲ့လမ်ဘဂီဆိုတာရှိရကျွန်တော်တို့ကျောင်းနားမှာအရင်တော့ကျောင်းတော့တောက်နေကြရွှေပကံဆိုတာရှိရအဲ့အယိုးတို့လမ်းထိပ်မှာဖွင့်တဲ့ဘီယာဆိုင်အကျောင်းနဲ့လည်းနီးတော့ကျွန်တော်တော်တောက်နေအဲ့ရွှေပကံကနေနောက်ကျတော့လမ်ဘဂီဖြစ်သွားကျွန်တော်ကအဲ့ခေါ်တဲ့နာမည်ပေါ့နော်အဲ့မှာချိန်လိုက်မယ်ဆိုပြီးတော့ကြက်ရိုးရယ်ကျွန်တော်ရယ်လက်ကင်းရယ်ပေါ့နော်သူတို့နှစ်ယောက်နဲ့ကျွန်တော်နဲ့ချိန်ပြီးတော့ကျွန်တော်ကကြက်ရိုးကိုကျွန်တော်ရှင်းပြတာကြီးငါတို့တကယ်ချင်းဖြစ်လာလဲကြာပြီသိရမလားအဲ့တော့မှန်တော့ဗျာတင်ပါနောက်ဆုံးကြရင်တော့ငါတို့မင်းညီမကိုသူကြိုက်သွားရဆိုလဲမင်းစိတ်စိုးစရာမရှိပါဘူးဟောတင်ပါငါတို့ဒီလောက်ခင်ခဲ့ကြတာဘာညာအကြာကြီးပြောပြီးနောက်ဆုံးကြတော့ငါပြောချင်တာကလကင်းကမင်းညီမနဲ့ကြိုက်နေကြပြီဆိုပြောတော့ကြက်ရိုးကလေကျွန်တော်ပြောတာတောက်လျှောက်ကိုလေဒီကောင်ကအဲ့လိုနားတောင်လိုက်ခေါင်းလေးငိမ့်လိုက်အေးပါဟုတ်တာပေါ့လေဒီကောင်ဘီယာလေးတောက်လိုက်အမီလေးစားလိုက်လို့ကျွန်တော်လဲစကားဆုံးသွားတော့ကျွန်တော်ကဒီကောင်ဟာဟေ့မင်းလကင်းဘာဖြစ်လဲညာဖြစ်တယ်အဲ့လိုများဒီကောင်ပြောမလားဆိုကြက်ရိုးကလေဒီကောင်လက်ထဲတူတောင်မချဘူးတလားအဲ့ရှေ့ကကစုံပလိန်ကိုဒီကောင်နှိုက်ပြီးနေမလို့ငါ့ကိုဘာလို့လာပြောနေတာလဲတဲ့ဒါတွေတဲ့ဆိုတော့ကျွန်တော်ကြောင်သွားတာဟာမဟုတ်လေမင်းသိရမယ်မဟုတ်လားလို့မင်းညီမနဲ့လက်ကင်းနေကြအေးငါသိပြီလေတဲ့တလားအေးလို့မှသာဘာလို့လဲဆိုတော့ကြက်ရိုးကိုလက်ကင်းကပြောထားပြီးသားအားလုံးပြောထားပြီးသားကိုကျွန်တော်အဲ့လို share လေးကြက်ချင်လို့ကျွန်တော်နိုင်ဝက်45မိနစ်လောက်အာပေါက်အောင်ဟိုကောက်ထိုင်ပြီးရှင်းပြတာကိုဒီကောင်ထိုင်ပြီးတော့မျက်နှာငယ်လေးတော့လှုပ်ပြနေသေးတယ်သူကကျွန်တော်သူ့ဘဝယူကျွန်တော်ကဲတင်နေပါတယ်ဆိုပြီးတော့အဲ့လိုထိုင်ပြီးတော့ကြည့်အဲ့လိုအတီးကျွန်တော်နောက်ဆုံးတစ်ခါပြန်ကြက်တာတော့အဲ့တစ်ခါခံရဘူးလေဒါပေမဲ့ရုပ်ရှင်တွေထဲမှာဘောကားတွေထဲမှာဆိုတော့ဟာအောင်မင်းတို့ကွာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုဆိုင်ထဲကနေဒီကောင်ကိုကျွန်တော်ကတစ်ခုနဲ့လိုက်ရိုက်ဒီကောင်ထွက်ပြေးအဲ့လိုနဲ့တကယ်မှာဇက်သိမ်းသွားမှာပေါ့ဒါပေမဲ့မသိမ်းပါဘူးကျွန်တော်ကအဲ့နေဒီကောင်ကိုစောင့်မြင်ကလို့ဒီကောင်ကျွေးမှာဆိုတော့ဒီကောင်ကျွေးတာကိုတန်အောင်လို့အများကြီးကျွန်တော်မြူဒီကောင်အများကြီးရှင်းအောင်လို့ကျွန်တော်ရေးလဲမြူစို့လာခဲ့ so yes that's it နော်အဲ့တော့ဒီဟာကိုကျွန်တော်ရဲ့ဒီရှေလျားထွေပြတော့ Fox School but not my friends အစီအစဉ်ကိုကျွန်တော်ဒီမှာပဲ terminate လုပ်ပြရစေအချိန်နေပြီးရင်တော့ဒီထဲမှာကျွန်တော်မပြောပြတဲ့အကြောင်းတွေအများကြီးရှိတယ်เนาะအများကြီးပဲနောက်ဒီတက်ပို့ပြီး dark ဖြစ်တဲ့ကိစ္စတွေလည်းရှိသေးတယ်အဲ့တော့စာအုပ်ထုတ်ဖြစ်ရင်လည်းထုတ်ဖြစ်မယ်
မသေးကြဘူးမပြောရတဲ့ဘူးပေါ့နော်တကယ်လို့ထုတ်ဖြစ်ရင်တော့လေအဲ့တော့ဒီထဲမှာပါတဲ့အကြောင်းအရာတွေကျွန်တော်တို့တစ်ခေါက်ပြန်ပြီးတော့စာအုပ်လေးဖတ်ပြီးတော့စမြုံပြန်လို့ရတာပေါ့နော်အဲ့တော့ yes ကျွန်တော်တငယ်ချင်းတွေအကုန်လုံးဒီ podcast ထဲမှာကျွန်တော်ပြောချင်တိုင်းပြောတာကိုဘာမှပြန်ပြောပိုင်ခွင့်မရှိဘဲနဲ့အိမ်မှာ podcast လေးနားထောင်ပြီးတော့ကွီနဲ့ရှိရင်ကြတဲ့ဒန်တာတငယ်ချင်းတွေရောကျွန်တော်ကြောင်းတက်ခဲ့ရတဲ့ကျွန်တော် live ကိုအဲ့လိုပြောစရာတွေ support ပေးခဲ့တဲ့တငယ်ချင်းတွေအားလုံးကျွန်တော်ဒီကနေပြောချင်ပါတယ်Guys, I really love you guys. You guys are the best. Bitches.